ခမ်းမထဲကိုကလေးတွန်းလဲနဲ့ဝင်လာကြတဲ့လူတစုပြီးတာနဲ့မိန်းကလေးတစ်ယောက်ကစလိုက်ရအောင်လို့ပြောလိုက်တာကိုခေါင်းဆောင်ဖြစ်ဟန်တူတဲ့ယောက်ျားလေးကချက်ချင်းပဲအားလုံးထွက်သွားလို့ဆိုတယ်။အံ့ဩသွားတဲ့မိန်းကလေးကဒါတိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပြီးမကြခင်မဲနိုင်ပွဲတွေနဲ့အပြန်အလှန်မေးခွန်းအဖြေတွေပါမယ်လို့ရှင်းပြပေမဲ့သူကဒီပလက်ဖောင်းရဲ့အချက်လက်တွေနဲ့ဝင်ရောက်ကြည့်ရှုမှုတွေကိုလေ့လာဖို့လိုသေးတယ်လို့ခက်တီတီပဲပြန်ပြောတယ်။ကျန်တဲ့သူတွေအားလုံးနားမလည်တဲ့ပုံစံနဲ့ကြည်နေကြတော့မဲ့သူတို့ကိုထပ်မံထွက်သွားခိုင်းလိုက်ပြီးကလေးငယ်ကိုတွန်းလဲပေါ်ကချလိုက်တယ်အားလုံးထွက်သွားတော့သူကဖုန်းများကြီးနဲ့တိုက်ရိုက်ထုတ်လွှင့်မှုအတွက်ပြင်ဆင်နေတော့ကလေးလေးကတော့ဘေးကနေငုတ်တုတ်လေးကြည့်နေတယ်ပြီးတော့ကလေးလေးကတွန်းလဲပေါ်ကနေဆင်းပြီးမုံစားရင်ခမ်းမဆောင်နဲ့ရှောက်သွားတော့တယ်ဓာတ်လီကားနာရောက်တော့ဓာတ်လီကားခလုတ်ကိုဖိလိုက်ပြီးတကားပွင့်လာတော့ကလေးလေးကဓာတ်လီကားထဲဝင်သွားတယ်နီးပညာဆိုင်ရာပြဿနာတွေရှိနေပြီးအချက်ပြစနစ်တွေကမတည်ငြိမ်ဘူးဆိုတာကိုသူသတိထားမိတော့တယ်ဒါကြောင့်အခန်းပြောင်းဖို့လိုမယ်လို့သူပြောတယ်ရှောင်းဘောလို့ကလေးငယ်ကိုလှမ်းခေါ်လိုက်တော့ကလေးတွန်းလဲကဗလာတက်တက်သူအံ့ဩတုန်လှုပ်သွားတယ်။ကြည့်ပါဦးဟိုတယ်အခမ်းမှာကောင်မလေး2ယောက်ကကလေးတစ်ယောက်တည်းလမ်းလျှောက်နေတာတွေ့တော့ဘယ်သွားမလဲလို့မေးလိုက်ပါတယ်ကလေးကဘာမှမပြောဘဲထွက်ပြေးပါတော့တယ်။နောက်ထပ်မိန်းကလေးတစ်ယောက်ကကလေးကိုတွေ့ပြီးဘယ်သွားမလဲမိဘတွေရောဘယ်မှာလဲလို့မေးပြန်ပါတယ်။အိတ်ထဲကပန်းရောင်နှလုံးပုံစံလေးတွေချွတ်နေတဲ့ကလေးကပြန်မပြောဘဲထပ်ပြေးသွားပါတယ်။ကလေးကဆိုင်းပုတ်ပုံတွေစီသွားပြီးစူးစိုက်ကြည့်ပါတယ်။အိတ်ထဲကကတ်ခွာနှလုံးလေးကိုထုတ်ပြီးဆိုင်းပုတ်ပေါ်ကလူရဲ့လက်စီးမှာကတ်လိုက်ပါတယ်။နောက်တစ်ခုထပ်ကတ်ပြီးတာနဲ့ဆိုင်းပုတ်ကိုတွန်းလဲပစ်လိုက်ပါတော့တယ်။ဝန်ထမ်းတယောက်လိုက်ဖမ်းပြီးမထီနဲ့မပြေးနဲ့လို့အော်ပေမဲ့ကလေးကနောက်ဆိုင်ပုတ်တစ်ခုကိုထပ်တုံးပြီးပြေးပါတော့တယ်ဒီလိုနဲ့ဆိုင်ပုတ်တွေတစ်ခုပြီးတစ်ခုလဲကျကုန်ပါတယ်ဝန်ထမ်းတွေအကုန်ကလေးကိုမနှဲလိုက်ဖမ်းကြရပါတယ်ကလေးကပန်းရောင်ကတ်ခွာတွေထပ်ပေးဦးမလားလို့မေးနေပြီးဝန်ထမ်းတွေကဆိုင်ပုတ်တွေပြက်ပြီးမိဘတွေဘယ်မှာလဲလို့မေးနေကြပါတယ်အဲ့ဒီအချိန်မှာကလေးကနားနှစ်ဖက်ကိုပုတ်ပြီးအကျယ်ကြီးအော်လိုက်ပါတယ်တယောက်ယောက်လုံခြုံရေးတွေခေါ်ကြအောင်ဒီအခမ်းအနားထဲမှာတစ်ခုခုမှားနေပြီး